relationship တိုင်းမှာ wrong person နေနဲ့ပဲဘာကြောင့်စုံစည်းနေရတာလဲလို့တွေးမိနေပြီလားဒါကကံတရားကြောင့်မဟုတ်တလို့ universe ရဲ့ punishment တစ်ခုလည်းမဟုတ်ပါဘူး subconscious နဲ့မတိစိတ်တနေရာကနေ green sick နဲ့မီးစိမ်းပြပြီးတော့ welcome လုပ်မိနေရလဲဖြစ်နိုင်ပါတယ်မင်းမလို့ချင်တဲ့အရာတွေကိုကိုယ်တိုင်မသိလိုက်ပဲနဲ့ energy တွေကအထွက်လုံနေတဲ့အကြောင်းကိုကက်ကလေးတွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်။ဒါက love problem မဟုတ်ပါဘူး။ identity transformation လုပ်ဖို့လိုနေတာကိုပြသနေတာပါ။ general collective reading လေးဖြစ်တာကြောင့်မင်းနဲ့ energy ကိုက်ညီတဲ့အပိုင်းကိုပဲယူပေးပါနော်။ Kings of Cups, King of Pentacles, the Magician, the Hermit,နောက်ဆုံးပိတ်ကတော့တက်ကက်လေးထွက်လာပါတယ်ထန်းစော့ကက်လေးပြောနေတာကတော့ငယ်ရွယ်တဲ့ဘဝတွေတည်းကနေအချစ်မြတ်တာတွေကိုမိဘဘိုးဘွားမိသားစုဆွေမျိုးတွေစီကနေလုံလောက်ကောင်းမွန်စွာမရရှိခဲ့ဘူးတဲ့ဒါတွေကိုမတိစိတ် subconsciousness လေးကနေသိနေတတိထားမိနေပြီးတော့ရင်ပတ်ကြီးရဲ့အတွင်းတနေရာမှာတင်ထားမိနေခဲ့တာပေါ့နော်အချစ်မြတ်တာတွေလုံလောက်စွာမရနေတော့စိတ်ခံစားချက် emotion မှာ safety ဖြစ်တယ်လို့လည်းမခံစားရတော့ဘူးအကျိုးဆက်တွေအနေနဲ့တခြားလူတွေရဲ့ဒီနဲ့လည်း harmony ဖြစ်အောင်မနေချင်မီတော့ပဲချစ်တွေလောက်လာမိတာပေါ့နော် soulmate feeling အချစ်စစ်မေတ္တာစစ်တွေကိုပဲလိုချင်တောင်းတလာလို့ဘယ်နာကရနိုင်မလဲဘဒုစီကရနိုင်မလဲလို့တောင်းတလိုက်ရှာနေမိတာပေါ့နော် true love craving energy လို့ပြောရမှာပေါ့နော်မင်းပေါ်နည်းနည်းလေးကောင်းပြလိုက်ပြီဆိုရင်တကယ်အစစ်မှန်ကြီးထင်ပြီးအများကြီးပြန်ပေးခြင်းမိနေတဲ့အခြေအနေတစ်ခုပေါ့ King of Pentacles ကလေးပြထားတာကတော့လိုအပ်တာက mature masculine energy ပါတဲ့ဘဝအတွက် financially stable ဖြစ်ခြင်းနဲ့အေးတူပူမြဘာနေနေမျှဝေခံစားခြင်းနဲ့ဘာနေနေတူရှိနေတယ်ဆိုတဲ့စိတ်လေးနဲ့စိတ်ကလုံခြုံမှုရှိနေခြင်းနဲ့material security ကို emotional safety ကိုတောင်းတမိနေတော့ဘယ်သူကမှဒီလောကကြီးမှာအလုံးစုံ perfect ဖြစ်မနေဘူးဆိုတော့မှန်းထားတာတွေထင်ထားတာတွေကတကယ်မရနေပဲ wrong person တွေကိုပဲအထွက်လုံးနေမိတာပေါ့နော်မော်စရာတယောက်လိုစိတ်ကူးတွေကနေလိုချင်တဲ့ပုံစံကိုစိတ်နဲ့ဖန်တီးမလိုချင်တဲ့ပုံစံတွေကိုလည်းစိတ်ရဲ့မတိစိတ်တနေရာကနေမှတ်ထားပြီးအထွက်လုံးနေမိတာပေါ့နော်ဒါတွေကြောင့်ပဲ mirror energy ကောင်းကောင်းလုံနိုင်တဲ့လူတွေရဲ့ manipulate ကိုခံစားရပြီးတော့ accidentally အထွက်ဖြစ်သွားတာပေါ့နော်ငယ်ရွယ်စဉ်တည်းကမိဘဆွေမျိုးမောင်နှမတွေရဲ့အချစ်မြတ်တာတွေကိုလုံလောက်စွာမရခဲ့တော့တခုခုဆိုရင်ရင်ဘက်ကြီးနဲ့တိုင်မင်ပေါ်ဆွေးနွေးပေါ်မရှိနေပဲအရာရာကို privacy ထားမိတယ်လို့ဘဒုကိုမှဖွင့်မပြောဖြစ်ယုံကြည်စိတ်ချရသူကင်းမဲ့နေတဲ့ဘဝကြီးကိုရောက်နေတာပေါ့နော်တကူတော့တယောက်တည်းဘဝကြီးကိုဖျက်ဆီးနေထိုင်လာခဲ့တော့ unavailable type တွေကိုအထွက်လုံးမိနေတာပေါ့အခုအချိန်မှာစိတ်ထဲကနေဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဘာတွေရချင်လဲဘာတွေအထွက်မလုပ်ချင်တော့ဘူးဆိုတာသိသွားပြီဆိုရင်မင်းပြောင်းလဲမှုတွေလုပ်ဖို့ universe က deck လေးနဲ့အချက်ပြနေပါတယ်အခုအချိန်မှာမင်းက relationship နဲ့ပတ်သက်တဲ့မှားယွင်းပြီးအထွက်လုံနေမိတဲ့ပတ်တန်ဟောင်းတွေကိုပြောင်းလဲဖို့အချိန်တန်နေပါပြီ။ all emotional identity တွေကိုအန်လုပ်ဖို့အချိန်တန်ပါပြီ။ past relationship energy တွေကို cutting လုပ်ဖို့လည်းလိုအပ်နေပါပြီ။တက်ကက်လေးကမင်းအတွက် identity rebuild လုပ်မဲ့ energy တွေအပြည့်အဝရှိနေတယ်ဆိုတာပြသနေတာဖြစ်ပါတယ်
subconscious နဲ့မှာတင်ထားမိတဲ့မပြောင်းလဲတဲ့ inner script တွေရှိနေတယ်ဆိုရင် wrong person တွေကိုအထွက်လုံးမိနေတဲ့ partner pattern တွေလည်းမပြောင်းသွားပါဘူး wrong person တွေကိုပဲအထွက်လုံးမိနေတာကတပွားလုံးစာကန်ဆူမိုးမောင်ကြနေတာမဟုတ်ပါဘူး inner energy blueprint တွေကိုမင်းကိုယ်တိုင်ပြန်ပြီးဖန်တီးပြန်ပြီးရေးလို့ရပါတယ်။ဘာကြောင့် wrong person တွေကိုပဲအထွက်လုံးမိနေတယ်ဆိုတဲ့အကြောင်းလေးကိုသိသွားပြီဆိုရင်အနာဂတ်မှာ give and take balance မျှတတဲ့ love energy တွေကိုအထွက်လုံးဖို့အဆင်သင့်ဖြစ်နေပြီလား။အဆင်သင့်ဖြစ်နေပြီဆိုရင် comment မှာ ready လို့မှန်းခဲ့ပါအောင်နော်။မင်းအတွက် energy resonate ဖြစ်တယ်ဆိုရင် like and share လေးပြုလုပ်ပေးခဲ့ပြီး channel လေးကို follow and subscribe လေးလုပ်ထားပေးပါ